ကိုမမအခုလိုဩစတြေးလျကိုလာတာကဘာအတွက်ကြောင့်ရောက်လာပါလဲခီးစဉ်ကဘာအဓိကဘာအကြောင်းကြောင့်ပါလဲဟုတ်ကဲ့ကျွန်တော်လာတဲ့ခီးစဉ်ကတော့အဓိကတော့ဒီဩစတြေးလျနိုင်ငံရဲ့လက်ရှိအနိုင်ရပါတီပေါ့ဩစတြေးလျ Labor Party ရဲ့90ချိန်မြောက်ညီလာခံကိုလာရောက်ပြီးလေ့လာတာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီညီလာခံကဘယ်မှာလောက်တာပါလဲဒီညီလာခံဩစတြေးလျနိုင်ငံရဲ့ Adelaide မြို့ပေါ့နော် Adelaide မြို့မှာသူတို့ညီလာခံကျင်းပတာဖြစ်ပါတယ်အဲ့တော့ဒီညီလာခံမှာဘာတွေများသူတို့ဆွေးနွေးလဲဒီပမာပြည်အကြောင်းကိုသူတို့စိတ်ဝင်စားကြရလားညီလာခံမှာကတော့သူ့ရဲ့ညီလာကိုယ်စားလှယ်တွေကပေါ့နော်သူတို့နိုင်ငံနဲ့ပတ်သက်တဲ့အချက်73ချက်ကိုသူတို့ဆွေးနွေးကြတာဖြစ်တယ်အဲ့ဒီမှာနံပါတ်ဒီ9ပေါ့နံပါတ်9ကတော့အပြည်ပြည်ဆိုင်ရာကိစ္စဖြစ်တဲ့ International Affairs ပေါ့အဲ့ဒါကိုလည်းဒီသူတို့လက်ရှိနိုင်ငံခြားရေးဝန်ကြီးရဲ့ဒုဝန်ကြီးချုပ်ရဲ့တို့ပါဝင်တဲ့ဆွေးနွေးပွဲတွေကိုတည်တံ့လုပ်ပြီးတဲ့နောက်မှာဒီဩစတြေးလျနိုင်ငံကသူတို့လာမယ့်နှစ်တွေအတွက်လုံးမဲ့ဒီနိုင်ငံတကာရေးရာလုပ်ငန်းတွေကိုဆွေးနွေးတာဖြစ်တယ်အဲ့တော့အဲ့ဒီဆွေးနွေးတဲ့ထက်မှာလည်းမြန်မာနိုင်ငံဒီတစ်ခုသောနိုင်ငံခြားရေးရာအဖြစ်နဲ့ဆွေးနွေးတာကိုကျွန်တော်တွေ့ရပါတယ်ခင်ဗျာအဲ့တော့ကိုမမောင်ကိုစကားပြောခွင့်ပေးပါလားပေးခဲ့ရင်ကိုမမောင်ဘာတွေများတင်ပြခဲ့ပါလဲဟုတ်ကျွန်တော်စကားပြောခွင့်ကတော့ရတယ်သို့တော့ကျွန်တော်ကို3မိနစ်ပဲကန့်သတ်ပါတယ်အဲ့တော့3မိနစ်ကန့်သတ်တဲ့ခါမှာလဲကျွန်တော်တင်ပြတာကတော့ကျွန်တော်အနေနဲ့ပေါ့နော်အတွေ့အကြုံကတော့ we agree to disagree ပေါ့ကျွန်တော်တို့နိုင်ငံရေးပါတီတစ်ခုအတွင်းမှာနိုင်ငံရေးပါတီတစ်ခုဖြစ်တော်냐လဲမတူတဲ့အတွေ့အမြင်တွေရှိလို့ရှိရင်ကျွန်တော်တို့ဆွေးနွေးရတယ်ညှိနှိုင်းရတယ်အဲ့ဒီမှာမကြလို့ရှိရင်လည်းသဘောတူညီမှုမရရင်လည်းဆက်လက်ပြီးဆွေးနွေးမယ်ဆိုပြီးတော့ရပ်ထားတဲ့အနေအထားမျိုးကိုကျွန်တော်တွေ့တယ်ငါနဲ့မတူရင်ရန်သူဆိုတာမဟုတ်ဘူးငါနဲ့မတူရင်အချုပ်ချလိုက်ရမှာမဟုတ်ဘူးငါနဲ့မတူရင်တန်းပြီးတော့ပစ္စည်းတွေတင်လိုက်ရမှာဆိုတာမဟုတ်ဘူးဟာလာပွင့်ပွင့်လင်းလင်းเนาะဒီပါတီဥဆောင်တဲ့လူတွေနဲ့တာမန်အခြေခံပါတီအဖွဲ့ဝင်မဲပေးမဲ့လူတွေနဲ့အပြန်အလှန်ဆွေးနွေးကြတာဆိုကျွန်တော်မှတ်သားရပါတယ်အဲ့ဒါကတော့ကျွန်တော်တို့အင်ပဒန်ကောင်းတဲ့ဥပမာတစ်ခုလို့ကျွန်တော်ကတော့မြင်ပါတယ်ခင်ဗျာအဲ့တော့ကိုမမောင်အနေနဲ့ဒီမြန်မာအရေးနဲ့ပတ်သက်လို့ရှိဒီညီလာခံမှာကိုမမောင်ပြောသွားတာတခြားလူများတွေပြောတာအဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ကျေနပ်မှုရှိပါလားဟုတ်ကျေနပ်ပါတယ်ဒီဩစတြေးလျဒီအလို့သမားပါတီပေါ့နော် Australian Labor Party အနေနဲ့သူတို့မြန်မာနိုင်ငံအတွက်ကို resolution ပေါ့နော်ဆုံးဖြတ်ချက်ချပါတယ်အဲ့ဒီဆုံးဖြတ်ချက်ထဲမှာလည်း Labor Party ဖြစ်တဲ့ကြောင့် ILO ရဲ့ Article 33နဲ့ပတ်သက်တဲ့လုပ်ငန်းတွေလုပ်ဖို့ဆိုတာပါပါတယ်နောက်ထပ်တစ်ခါလေရင်လောင်စာစီနဲ့ပတ်သက်ပြီးတော့ပိတ်ဆို့ဖို့ဆိုတာပါပါတယ်နောက်ထပ်တစ်ခါကတော့ဗာလဲဆိုတော့ကျွန်တော်တို့စေအုပ်စုရဲ့ငွေရေးကြေးစီစဉ်မှုနဲ့ပတ်သက်တဲ့ဒီဆုံးဖြတ်ချက်တွေပါပါတယ်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ကတော့ဩစတြေးလျနိုင်ငံရဲ့နိုင်ငံရေးပါတီဖြစ်လင်ကစားအပြည်ပြည်ဆိုင်ရာလုပ်ငန်းတွေမှာတော့သူတို့လေးလာပြီးတဲ့နောက်မှာအများသဘောတူဆုံးဖြတ်ထားတဲ့ထဲမှာမြန်မာနိုင်ငံရေးကိုအဲ့ဒီလိုအဓိကကြားတဲ့အချက်တွေနဲ့ဖိအားပေးဖို့ဆိုတာကြားပါတယ်လို့ဒါကိုကျွန်တော်သဘောထားကြားပါတယ်ဆိုတော့ပြောပါတယ်ခင်ဗျအဲ့တော့ကိုမမောင်အနေနဲ့ဟိုဒီမြန်မာစစ်အာဏာရှင်ကိုဒီသူတို့လေရင်ဓာတ်စီတွေကိုမရအောင်လုပ်ဖို့ဘာတွေများအကြံဉာဏ်ပေးခဲ့လဲအဓိကကတော့လေရင်လောင်စာစီပေါ့နော် Jet A1 ကကျွန်တော်တို့အခုတည်းထိဒုက္ခပေးနေသေးတယ်ပေါ့နော်ဒီနေ့ထိလည်းဘုံကျဲနေသေးတယ်အဲ့တော့အဲ့ဒီဟာကိုဖျက်တောက်ဖို့ဆိုတာကိုကျွန်တော်တို့ရှင်းပြပါတယ်ပါတီညီလာခံထဲမှာတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ပါတီကအရေးကြီးတဲ့ဆုံးဖြတ်ချက်ချနိုင်တဲ့ပုဂ္ဂိုလ်တွေကိုပြောပြတဲ့အခါမှာအားလုံးသဘောတူပါတယ်ဒါဆိုရင်တော့ဘုံမကျဲအောင်လေရင်လောင်စာစီဖြတ်ဖို့ဆိုတော့သဘောတူတယ်ဘယ်လိုလုပ်မလဲဆိုတာကိုမေးတဲ့အခါမှာလဲကျွန်တော်တို့ကတော့ကျွန်တော်ရှိထားတဲ့အချက်လက်ကိုကျွန်တော်ပေးပါတယ်ဘယ်လိုလုပ်မလဲနောက်ထပ်တစ်ခါရောင်းချတဲ့လူတွေကဘယ်လိုတွေလဲဘယ်ကတင်မောတွေလာတယ်ဘယ်အချိန်လာလဲဆိုတာတွေကိုကျွန်တော်တင်ပြပါတယ်ပြီးတဲ့နောက်မှာဩစတြေးလျနိုင်ငံအနေနဲ့ဘာတွေလုပ်လို့ရလဲဆိုတော့သူတို့ပြန်ပြီးတော့အကြောင်းချပါမယ်လိုအပ်ရင်လည်းအကြောင်းချမယ်လို့ပြောပါတယ်ခင်ဗျာဒါကြောင့်မလို့ကျွန်တော်ကတော့ကျွန်တော်တို့စစ်အုပ်စုကိုဖိအားပေးတဲ့ကိစ္စအထူးသဖြင့်ပေါ့ဗျာပြည်သူပေါ်မှာအကြမ်းဖက်တဲ့လေပြည်သူပေါ်မှာဘုံကျဲတဲ့ကိစ္စကိုရပ်တန့်မှုဆိုတဲ့ကိစ္စကိုအဓိကထားပြောပါတယ်ခင်ဗျာအဲ့တော့ကိုမမအဲ့မှာဒီဩ
Australia ရဲ့ကာကွယ်ရေးဝန်ကြီး Richard Marles နဲ့လည်းစကားနည်းနည်းအဲ့တော့ကိုမမောင်တခြားလူများရဲ့အပြင်ဘယ်သူတွေနဲ့များစကားပြောဖြစ်သေးတယ် ကျွန်တော်ကတော့ဘာပေါ့ဟိုကျွန်တော်တို့ဒုဝန်ကြီးတွေရှိပါတယ်ဝန်ကြီးတွေရှိပါတယ်သူတို့နဲ့ကျွန်တော်စကားပြောခွင့်ရပါတယ်ဟိုတင်ပြခွင့်လည်းရပါတယ်ခင်ဗျာ အဲ့တော့ကိုမမောင်အခုဒီကနေပြီးတော့ပြန်သွားတဲ့ခါမှာကိုဘန်ကောက်ရောက်တဲ့ခါမှာ လုပ်ပြန်ပြီးဘန်ကောက်ထက်ပြော ကိုမမောင်အဲ့ရပြီးလို့ရှိရင်ဒီခီးစဉ်ပြီးလို့ရှိရင်နောက်ခီးစဉ်တွေမှာကိုဘာတွေလုပ်ဖို့စဉ်းစားထားပါလဲ ကျွန်တော်တို့ကတော့ပေါ့နော်ဟို Article 33နဲ့ပတ်သက်လို့အစိုးရတွေအနေနဲ့ပါဝင်ဖို့အစိုးရတွေအနေနဲ့ပုံဖော်ပေးဖို့အစိုးရအနေနဲ့တာဝန်ယူဖို့အလုပ်ရှင်တွေလည်းပါဝင်ဖို့ဆိုတော့ကျွန်တော်ဆက်လက်ပြီးတော့လုပ်ဖို့ရှိပါတယ်ခင်ဗျာ ဒီ Australia မှာရှိတဲ့မြန်မာလူမျိုးစုတွေရောသူတို့လောက်ကင်တာတွေကိုကိုမမောင်အနေနဲ့အားရပါလား လူကတော့ကိုယ်အတိုင်းအတာနဲ့ကိုရှိတာပေါ့ဗျာကျွန်တော်တင်ပြချင်တာကတော့ကျွန်တော်အားပို့ဆိုင်ဖို့တော့လိုပါတယ်เนาะအားပို့ဆိုင်ဖို့လိုပါတယ်ဒီအလုံသမားပါတီက2028ကျမှသူရွေးကောက်ပွဲဝင်ရမှာဖြစ်ပါတယ်အဲ့တော့နောက်ထပ်2နှစ်ကြာမှသေးတယ်အဲ့တော့အလုံသမားပါတီကနေပြီးတော့မှတစ်ဆင့်ဒီလက်ရှိအစိုးရကနေ ILO Article 33ကိုတက်ဝင်လှုပ်ရှားမှုဖြစ်အောင်လုပ်မယ်ဆိုတဲ့ကိစ္စမျိုးနောက်စေအုပ်စုကိုဖိအားပေးတဲ့ကိစ္စမျိုးကိုလောင်စာစီနဲ့ပတ်သက်လို့တော့၎င်းနောက်ထပ်တစ်ခါဒီကျွန်တော်ငွေကြေးစီစဉ်မှုနဲ့တော့၎င်းနောက်တစ်ခါစေအုပ်စုကတိုက်ရိုက်ပတ်သက်တဲ့သားသမီးတွေလာတဲ့ကိစ္စကိုတော့၎င်းအရေးယူဖို့ကတော့ကျွန်တော်တို့ကသတင်းပို့မှရမှာပါကျွန်တော်တို့အိမ်မှာထိုင်လို့ကတော့ဘာမှလည်းမလုပ်ဘူးလို့ပြောလို့လည်းရတာပေါ့ဗျာသို့တော့ကိုကအချက်လက်ကိုကောက်ယူပြီးတဲ့နောက်မှာသက်ဆိုင်ရာဝန်ကြီးဌာနတို့တင်ပြရင်တော့ပုံသဏ္ဍာန်ပို့ပြီးတော့ပေါ်လာမယ်ဒါကြောင့်မလို့ကိုကပို့အလို့လုံးရမယ်လို့ကျွန်တော်တင်ပြချင်ပါတယ်ခင်ဗျာ အဲ့တော့ကိုမမောင်ခဏခဏပြောနေဒီ Article 33ဆိုတာဘာလဲကိုနည်းနည်းအချင်းချင်းပြောပြလို့ရမလား Article 33ဆိုတာကဒီမြန်မာလူကတော့ILO ကမ္ဘာ့လူသမားရေးအဖွဲ့ချုပ်ရဲ့အခြေခံဥပဒေပုံမှန်33မှာအဲ့ဒီဥပဒေ33ကတော့ဘာလဲဆိုတော့ကျွန်တော်တို့ ILO ရဲ့ပြဋ္ဌာန်းချက်ကိုရည်ရွယ်ချက်ရှိမပြုတ်ပြင်မဲနဲ့ချိုးဖောင်းနေတဲ့လူတွေကိုအေးအေးယူဖို့ဆိုတော့ထုတ်ဖော်ထားတာဖြစ်ပါတယ်အဲ့တော့ဒါကမြန်မာနိုင်ငံကဒီလွတ်လပ်စွာအသင်းပင်ဖွဲ့စည်းမှုကိုရည်ရွယ်ချက်ရှိချိုးဖောက်တာချိုးဖျက်တာဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်ကမ္ဘာလူသွားရေးကြဒါဆိုလို့ရှိရင်တော့သူနဲ့ပတ်သက်တဲ့လူတွေမပတ်သက်ပါနဲ့ဒီလိုချိုးဖောက်နေတဲ့လူတွေသွားပတ်သက်ခင်ဗျားတို့လည်းချိုးဖောက်တဲ့လူအားပေးရမှာမယ်ဆိုတဲ့စာသားပဲဖြစ်ပါတယ်အဲ့တော့ဒီလုပ်ငန်းကလည်းကျွန်တော်တက္ကီ2000ကလုပ်ခဲ့ဘူးပါတယ်ဘိုးခင်ကျွန်းတို့လက်ထက်ကပါအဲ့ဒီတုန်းကလည်းအပြောင်းလဲတွေဖြစ်ပါတယ်ဆိုတော့ကျွန်တော်တင်ပြချင်တယ်နောက်ပြီးတော့အဲ့ဒီတုန်းကလည်းကျွန်တော်တို့ကိုစေအုပ်စုကနေပြန်လာပါအလုပ်သမားအခြေခံအခွင့်အရေးတွေလုပ်လို့ရပါပြီဆိုခေါ်တဲ့ကိစ္စတွေရှိတယ်ဆိုကျွန်တော်အားလုံးကိုပြန်အသိပေးချင်ပါတယ် remind လုပ်တာပါဒါကြောင့်မို့လို့ Article 33ကမ္ဘာ့လူသမားရေးရာအဖွဲ့ချုပ်ရဲ့ပြဋ္ဌာန်းချက်33ကိုချမှတ်ထားတာကိုကျွန်တော်တို့အားလုံးဝိုင်းပြီးတော့လုပ်မယ်ဆိုရင်စေအုပ်စုကပြောင်းလဲမှုလုပ်ကိုလုပ်ရပါမယ်သူနဲ့ပတ်သက်တဲ့နိုင်ငံတွေတော့ထွက်သွားပါမယ်အဲ့ဒီမှာပြောကြရှိပါတယ်တရုတ်ကဘယ်လိုလုပ်မှလဲလို့ရုရှားကဘယ်လိုလုပ်မှလဲလို့တရုတ်ကလည်းပြည်ပဆိုင်ဂရုမစိုက်ဘူးရုရှားကလည်းဂရုမစိုက်ဘူးလို့ပြောပါတယ်တကယ်လိုက်ကြည့်ပါအခုရုရှားကိုတရုတ်ကငိုရေးကြေးမကူညီပါဘူးเนาะတည်တည်ချာချာလိုက်ပြီးဆိုစမ်းစစ်ကြပါဘာဖြစ်လို့လဲဆိုတော့တရုတ်ဗန်တွေက sanction ကို secondary sanction လို့ခေါ်တဲ့ဒုတိယစီးပွားရေးပေးဆုံးမှုအဆင့်ကိုထိမှဆိုလို့မလုပ်တာပါเนาะအဲ့တော့အဲ့ဒါမျိုးတွေရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီလဲ Article 33ရသတ်မှတ်ထားတာကိုဆက်ပြီးတော့ချိုးပေါက်နေတဲ့လူတွေကိုကျွန်တော်တို့ကအချက်လက်ပြုစီပြီးတော့ ILO တင်ပြမယ်ဆိုရင်အဲ့ဒီနိုင်ငံတွေအဲ့ဒီလုပ်ငန်းတွေအားလုံးစေအုပ်စုဘက်ကနေနောက်ဆုတ်သွားမယ်ဆိုတာကိုတော့ကျွန်တော်တင်ပြချင်ပါတယ်အဲ့ဒါကိုကျွန်တော်အားလုံးဝိုင်းလုပ်ဖို့လိုပါတယ်လို့ဟုတ်ကဲ့ကိုမောင်မောင်အခုတို့ဆွေးနွေးပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့အများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာ